အထုံရနေတယ်ဆိုတာဥပမာပဲကိုဝတ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးနဲ့ဆွဲသွားတယ်ရှင်မွေးထည့်သွားရင်ရင်မွေးနဲ့ဆွဲသွားတယ်အဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲအနံ့ကြံတယ်အဲ့ဒါမျိုးဝါသနာလို့ခေါ်တယ်နော်ငပိပလင်းဆိုရင်ငပြရေးပလင်းကိုငပြရေးထည့်ထားတဲ့ပလင်းဒီငပြရေးတွေကုံသွားလည်းပဲငပြရေးအနံ့ကြံတယ်ဝါသနာရဲ့အတိတ်ပဲကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘကိုပယ်လိုက်တာတောင်မှပဲသူကလူချင်းတဲ့အစွမ်းကပြတယ်သူအဲ့ဒါဝါသနာလို့ခေါ်တယ်ဆဲတဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါသနာပါလို့ဝါသနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးကြတာအဲ့ဒါဝါသနာလို့ခေါ်တယ်